တောင်လာရွာဤကျင်းစာအပိုင်ဝမ်တိတ်ဆိတ်တော်တောင်လာရွာမိနစ်0နာနေ9တောင်လာရွာဟာတောင်တန်းနေနဲ့တစ်တော်ဤဒီအလဲမှာတည်ရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်နေဘက်ဆိုရင်ရွာလေးဟာအရန်လှပါတယ်ဒါပေမဲ့ညဘက်ဆိုရင်တော့အရာအလုံးပြောင်းလဲသွားတတ်ပါတယ်ရွာသူရွာသားတွေပြောကြတာကတောင်ပေါ်ကတစ်တော်ထဲမှာဝိညာဉ်တွေနေထိုင်နေတဲ့တောင်လာရွာမှာဆင်းရဲတဲ့လယ်သမားတစ်ယောက်ရှိတယ်သူ့နာမည်ကကိုအောင်ဖြစ်တယ်သူ့မှာမိန်းမမနှင်းနဲ့အသက်6နှစ်အရွယ်တမီလေးမမြရှိပါတယ်ကိုအောင်ဟာအလုပ်ကြိုးစားတဲ့လူပါညတိုင်းသူကစပားခင်းထဲမှာညနက်တဲ့အထိအလုပ်လုပ်တယ်တညမှာလာပြည့်ညလို့အရန်လင်းနေတယ်လေးတွေတိတ်ဆိတ်သွားတယ်ပိုးကောင်တန်းတွေပါမကြားရတော့ဘူးပြီးတော့တယောက်ယောက်ငိုးနေတန်းကြားတယ်ဟူးဟူးကူညီပါကိုအောင်အရန်ကြောက်သွားပြီမဲ့သူကစိတ်ကောင်းရှိတဲ့လူမျိုးတစ်တိုးဘက်ကိုဖြည်းဖြည်းချင်းရှော့သွားတယ်ကြီးမားတဲ့ဗန်ရန်ပင်ကြီးနောက်မှာအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်သူမကအဖြူရောင်အဝတ်ဝတ်ထားတယ်စပင်းကရှည်ပြီးဆိုနေတယ်သူမကကိုအောင်ကိုလှည့်ကြည့်ပြီးပြောတယ်မကြောက်ပါနဲ့ကျမလမ်းပြောက်နေတာကိုအောင်ကမေးတယ်တင့်အိမ်ဖေမှာလဲအမျိုးသမီးကအရန်ဖြည်းဖြည်းပြုံးတယ်ပြီးတော့ပြောတယ်ကျမအိမ်ကမြေအောက်မှာချက်ချင်းပဲသူမပျောက်သွားတယ်အပိုင်2ကျင်းစာစတင်ချင်းမိနစ်5ကနေ10နောက်နေ့မှာကိုအောင်ဖျားနေတယ်သူကအမြဲတမ်းတီးတို့ပြောနေတယ်အဖြူရောင်မိန်းမတူလာနေပြီညဘက်မှာထူးဆန်းတာတွေစဖြစ်လာတယ်ခွေးတွေအော်ဟစ်တယ်ကြက်တွေမအိပ်ဘူးလေကငိုတန်းလို့ဖြစ်နေတယ်မမြလီညာတန်းကောင်မှနိုးလာတယ်ပဒင်းပေါက်အပြင်မှာအဖြူရောင်အမျိုးသမီးတစ်ယောက်ရက်နေတယ်မမြလီအော်ဟစ်လိုက်တယ်အမေမနှင်းပြေးလာကြည့်ပေမဲ့ဘာမှမတွေ့ဘူးဒါပေမဲ့ပဒင်းပေါက်မှန်ပေါ်မှာဆွတ်တဲ့လက်ရ9ခုရှိနေတယ်ရွာထဲကအဖွားကြီးဒေါ်လာကပြောတယ်ဒါကမသေးကြတဲ့တေဆုံးခဲ့ရတဲ့မသေးဝိညာဉ်ပါသူမနာမည်ကမသေးသေးဖြစ်တယ်တစ်တိုးတွေကရေရွင်းထဲမှာတေဆုံးခဲ့တာတဲ့အပိုင်3ရေရွင်းထဲကအတိတ်မိနစ်10ကနေ50ကိုအောင်ဖုန်ကြီးဆရာတော်စီသွားတယ်ဆရာတော်ကပြောတယ်သူမမကောင်းတဲ့ဝိညာဉ်မဟုတ်ဘူးသူမနာကျင်နေတယ်ကိုအောင်ကိုပန်းတွေစမ်းတွေဖျောင်းတိုင်တွေပေးပြီးတစ်တော်တွေကရေတွင်းဟောင်းစီသွားခိုင်းတယ်ညဘက်ကိုအောင်တစ်ယောက်ထဲသွားတယ်တစ်တော်ကအရန်မောင်းတယ်လေကတီတိုပြောသလိုဖြစ်နေတယ်ရေတွင်းသားရောက်တော့ဘာလို့ကျမကိုမေ့ထားတာလဲကိုအောင်အော်တယ်ကျမမသိပါဘူးမိသားစုကိုမထိခိုက်ပါနဲ့ဖြည်းဖြည်းချင်းဝိညာဉ်အမျိုးသမီးရေတွင်ထဲကပေါ်လာတယ်သူမပြောတယ်ကျမကိုခင်ပွန်းကမနာယိုးလို့တက်ပြီးဒီရေတွင်ထဲပြစ်ချခဲ့တယ်ကိုအောင်ငိုးတယ်တင့်အကြောင်းလူတွေကိုပြောပြပါမယ်အေးချမ်းစွာအနားယူပါလေကနွေးလာတယ်ဝိညာဉ်ကဖြည်းဖြည်းပြုံးပြီးရေတွင်ထဲပြန်ဆင်းသွားတယ်အပိုင်4ငိမ့်ချမ်းမှုပြန်လေရောက်ရှိခြင်းမိနစ်15ကနေ20အဲ့ဒီနောက်ဘာထူးဆန်းတာမှမဖြစ်တော့ဘူးရွာလေးပြန်ငိမ့်ချမ်းလာတယ်ဒါပေမဲ့ညတိတ်ချိန်တွေမှာတောင်ပေါ်အဝေးမှာအဖြူရောင်အမျိုးသမီးတစ်ယောက်ရက်နေတတ်တယ်ဒါပေမဲ့သူမငိုတော့ဘူးသူမပြုံးနေတယ်ရွာသူတွေကတစ်တော်ရေတွင်သားမှာ
တေဆုံးသွားတဲ့မိန်းမကိုတတိယဖို့ဖျားစဉ်လေးတစ်ခုတည်ထားကြတယ်